unit 1အခု unit 1ပထမဦးဆုံးစာမျက်နှာ unit 1မှာဘာပေါ်ပြထားလဲဆိုလို့ရှိရင် unit 1အခန်း1ပေါ့နော် reading စာဖတ်ခြင်းကိုသူကဇောင်းပေးထားတယ်နော် reading သူရဲ့ topic ကဘာလဲဆိုလို့ရှိရင် good manners goodဆိုတာကောင်းသော manners အပြုအမူများကောင်းတဲ့အပြုအမူများနော်နောက်တစ်ခုဘာရှိမလဲဆိုရင် vocabulary ဟုတ်တယ်နော် vocabulary ဝါရမှာဘာတွေပါမလဲဆိုလို့ရှိရင် compound nouns နော် compoundဆိုတာပေါင်းစပ်ထားသော noun ဆိုတာနာမ်များပြီးရင် adjectives ဆိုတာကနာမဝိသေသနများဆရာတို့ခက်ရှင်းရှင်းပြောမယ်ဆိုလို့ရှိရင်ဒေါနဲ့စုံတဲ့မြန်မာလိုဒေါနဲ့အဓိပ္ပာယ်စုံတဲ့ဟာတွေကိုဆရာတို့က adjectives နာမဝိသေသနများလို့နော်သိထားကြတယ်ကဲအဲ့ဒါကသူတို့ပြောတာတော့ vocabulary တဲ့အမှန်ဆိုလို့ရှိရင်ဒါက grammar နဲ့ဆက်ပါတယ်နောက်တစ်ခုက grammar ဆိုတော့တရားပေါ့နော်တရားမှာဆိုလို့ရှိရင်ဘာတွေပါမလဲ modal auxiliaries နော် modal auxiliaries ကဘာတွေလဲအမှန်တော့ဒီကောင်ကအကူကရိယာပဲနော်အကူကရိယာပဲ can ဒီမှာကျတော့ can ရယ် should ရယ် must ရယ်ပဲပြောထားတယ်နော် modal auxiliaries can should must ဒီသုံးခုကိုသူကပြထားပါတယ် can ဆိုတာတော့ဆရာတို့အဓိပ္ပာယ်ကတော့ကွက်လက်နိုင်တယ်ဘာဖြစ်လို့ဆရာကွက်လက်ပြောရလဲဆိုလို့ရှိရင် can ရဲ့နောက်မှာသူက main verb လာအောင်ပါဟုတ်တယ်နော် should ရဲ့နောက်မှာလည်း main verb လာအောင်ပါ must ရဲ့နောက်မှာလည်း main verb လာအောင်ပါဆိုပါစို့သွားနိုင်တယ်ဆိုရင် can go သွားတယ်ဆိုတော့ go သွားနိုင်တယ်ဆိုတော့ can go သွားတယ်ဆိုတော့ go သွားသင့်တယ်ဆိုရင် should go ဟောသူတို့အခုကရိယာအနေနဲ့လိုက်တယ်သွားတယ်ဆိုတော့ go သွားရမယ်ဆိုရင် must go must ကရမယ်နော်ကဲနောက်တစ်ခုကဘာလဲဆိုရင် listening and speaking ဆရာတို့တော်တော်များများဆရာတို့မြန်မာကျောင်းသားကျောင်းသူတွေအားနေတဲ့အပိုင်းဟာ listening နဲ့ speaking ပါเนาะဆရာတို့ဒီမှာ listening and speaking ကိုเนาะသင်မယ်ဆိုလို့ရှိရင်တော့ဆရာအတန်တွက်နေပဲပေါ့เนาะသင်သွားမှာဖြစ်ပါတယ် listening to a radio program เนาะ radio အစီအစဉ်ဘာနဲ့ပတ်သက်ပြီးတော့လဲ about good manners เนาะကောင်းတဲ့အပြုအမူနဲ့ပတ်သက်ပြီးတော့တဲ့ radio အစီအစဉ်ကိုနားထောင်ခြင်းနောက်တစ်ခုက talking ဆိုတာပြောခြင်း about good and bad manners เนาะကောင်းတဲ့အပြုအမူများနဲ့ဆိုးတဲ့အပြုအမူများအကြောင်းကိုပြောခြင်းနောက်တစ်ခု writing ဆိုတာစာရေးခြင်း writing a reply ဆိုတာကเนาะဆရာတို့ပြန်စာတစ်စောင်ကိုရေးခြင်းလို့အဓိပ္ပာယ်ရပါတယ်ဒါကတော့เนาะ unit 1မှာရှိတဲ့သင်ခန်းစာအားလုံးเนาะသင်ခန်းစာအားလုံးကိုသူကဖော်ပြထားတာဖြစ်ပါတယ်ကဲအခုတစ်ပိုက်လေးကိုเนาะဆရာရှင်းပြချက်လေးကိုဒီမှာရက်မယ်ပြီးလို့ရှိရင်နောက်စာရွက်ကိုဆရာစတင်တော့မှာဖြစ်ပါတယ်